တရားပြင်လို့ရပါပြီကျေးဇူးများတင်ပါတယ်ခင်ဗျာမန္တရာစီမံတဲ့ဖိတ်ခေါ်ပါတယ်ဒါတော့350 condition တွေကိုကျင်ညာပေးဖို့ဖြစ်ပါတယ်ခင်ဗျာလာမျိုးနိုင်တဲ့အမ2ယောက်ရှိရပါတော့เนาะအဲ့ဒါလေးတော့ဖန်ပြီးတော့အကြောင်းကျိုးရုံအကြောင်းချလို့ရပါအဲ့ဒါပေါ့နော်အဲ့တော့တန်းယူဆိုရဲတော်ရဲ့ဒါမြိတ်ညို့อ่ะပေါ့နော်နောက်တစ်ယောက်ကကျတော့မဆုတ်ဆုတ်ခိုင်ပါ USA ကပေါက်တာပါဒီမြောက်က overseas နဲ့တခြားတော့ဝင်းမှာရောက်နေလို့လာမယူနိုင်တာပေါ့နော်ဒါပေမဲ့မြိတ်ညို့ကတတိတော်တန်းယူကတော့4ရက်နေ့လောက်ကြာတယ်လာယူမယ်လို့ပြောတာပေါ့နော်ဒါတော့ဒီနေ့မဖောက်ပေးလိုက်တဲ့နေရာမှာမပါလိုက်တဲ့မမတွေကိုတော့ကြော်ညာပေးရဖြစ်ပါတယ်USA ကမမတော့ဒီ350ပေါက်တာကိုဗန်လေးနဲ့လွှဲပေးလိုက်ပါပြီဟုတ်အဲ့ဒါလေးအကြောင်းကြားပေးရပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စားမယ်ဟုတ်ကဲ့ပါကျွန်တော်ကန်ဒိုးရှင်များအားလုံးနဲ့အမှတ်တရတစ်ပုဒ်ရိုက်ချင်တဲ့အတွက်ပေါ့နော်ရှိတော့